ဒီနေ့ကတော့ဒါကျွန်တော်ချက်ထားတဲ့ဘဲဥချင်းမှာကျွန်တော်ဝင်းထဲကလုံခြုံရေးဝန်ထမ်းတွေကိုကျွန်တော်ညနေစာသွားပြီးတော့ဝေမလို့ပါခင်ဗျတယောက်ကတော့ဘဲဥတစ်လုံးမရဘူးနော်ဝေးရပဲပရီတီမဆလာလေးအာလူတော့နှစ်တုံးထည့်ပေးလိုက်ပြီနော်ပရီတီမဆလာတော့တကယ်ပရီတီမဆလာကိုကျွန်တော်တို့ကဒီစကားပြောရင်းနဲ့ဇရွေးတွေမြင်ချကျွန်တော်ဒီဘဲဥချင်းဟင်းအတွက်ဆိုရင်ကျွန်တော်တို့ငါးမဆလာသုံးရတာပေါ့နော်တော်တော်မွေးတာပဲရှယ်ဘိုက်ကိုစားနေရောဘဲဥကိုပြုတ်ထားပြီးတော့ကျွန်တော်တို့ခွာထားပါတယ်ရုံးပရိသီအာလူဟင်းနဲ့ဒီမှာကျွန်တော်တို့စနွင်းချက်သွန်ပြူထောင်းမကြီးနှစ်ရေပရိသီငါးမဆလာရောင်နေမှုန့်ပင့်ဆော့โอเคစီတပ်ပြီးတော့တဲ့စနေမှာရဆိုရတယ်ရလို့3ယောက်လေအဲ့ဒါဘာသုံးဖို့ယူလိုက်ယူရတာနေလေးတွေဘုဘက်လည်းမှာဘယ်နှယောက်ရှိလဲဟွာနှစ်ဘူးပရီတီမဆလာကိုငါးမဆလာနဲ့အသားမဆလာဆိုပြီးတော့2မျိုးထုတ်ထားပါတယ်အထောက်ကြီးရဲ့အလေးချိန်က480 gram ပါဝင်ပါတယ်ငါးမဆလာရဲ့ပါဝင်ပစ္စည်းတွေကတော့ငရုတ်သီးနနက်စေးစီရစမုံစပါပဲနန္တာစေးငရုတ်ကောင်းဖာလာစေးလေးညင်းပွင့်ဇာပွင့်တို့ပဲဖြစ်ပါတယ်အထုပ်သေးရဲ့အလေးချိန်ကတော့16 gram ဖြစ်ပါတယ်အသားမဆလာရဲ့ပါဝင်ပစ္စည်းတွေကတော့နန်နန်စေးစမုံစပါဇီယာဖာလာစိန်ငရုတ်ကောင်းကရဝေးရွက်တေချဘိုးကောက်လေးညင်းပွင့်ဇာပွင့်နဲ့နနွင်းတို့ပဲဖြစ်ပါတယ်